ကျော်ရောက်မှပေးခိုင်းထားတာပါသူမဟာအစားတောက်တွေမမှားဘူးလို့ရှင်းပြပေမဲ့လိပ်စာကမှန်နေတာကြောင့်အကုန်လက်ခံလိုက်ရပါတယ်ခဏအကြာမှာတော့အမျိုးသမီးတစ်ယောက်အိမ်ကိုရောက်လာပြီးရန်ကျင်ကိုလိန်လဲသူလို့ဆွဆွဲပြီးပတ်စံတောင်းပါတယ်ငါပိုက်ဆံပြန်ပေးပတ်စံပြန်ပေးပါဒီမှာလိန်လဲသူနေနေတယ်ရဲကိုဖုံးဆက်ပေးကြပါနှစ်ယောက်သားရန်ဖြစ်ကြပြီးရန်ကျင်ကရဲကိုဖုံးဆက်လိုက်ပါတယ်အဲ့ဒီခါကျမှလိန်လဲသူကသူမရဲ့ဓာတ်ပုံနဲ့လိပ်စာကိုတုံးပြီးတခြားသူတွေကိုထက်လိန်နေတာကိုသိလိုက်ရပါတယ်ပိုပြီးဝမ်းနည်းစရာကောင်းတာကသူမရဲ့ခင်မွန်းဟာသူမကိုမကူညီတဲ့အပြင်အိမ်ကိုဒုက္ခမပေးနဲ့လို့တောင်ပြောခဲ့တာပါဒါပေမဲ့သူမမှာမွေးဖွားလာတော့မဲ့ကလေးလေးရှိတာကြောင့်သူမဟာအားတင်းထားပါတယ်ဆေးရုံကိုစစ်ဆေးဖို့သွားတဲ့အခါမှာတော့လိန်လေသူကထပ်ပြီးဖုန်းဆက်လာပါတယ်ကျမပဲရန်ချင်းငါဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲဟုတ်လားမင်းဖုန်းဖွင့်ပြီးနောက်တနေ့မှာပဲငါသိတာပေါ့ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတာပြရမလားလိန်လေသူကသူမဆေးရုံမှာရှိနေတဲ့ဓာတ်ပုံကိုခိုးရိုက်ပြီးပို့လိုက်တာပါရန်ချင်းဟာအသက်အန္တရာယ်ပါစိုးရိမ်လာရပါတယ်သူမရဲစခန်းကိုထပ်သွားပေမဲ့ရဲတွေကသူမရဲ့အကောင့်ထဲကိုပတ်စံတွေအများကြီးဝင်နေတာကြောင့်သူမကိုပဲလိန်လေသူအဖြစ်သတ်မှတ်လိုက်ပါတယ်ဒီကဘာမှာဒီလိုဥပဒေဘယ်မှာရှိလို့လဲကျမကခံရတဲ့သူပါခဏစိတ်အေးထားပါမင်းရဲ့အကောင့်ထဲကိုပတ်စံဝင်နေတာကြောင့်စစ်ဆေးမှုခံယူရပါမယ်ရန်ချင်းဟာလုံးဝစိတ်တက်ကြသွားပါတယ်ပိုပြီးဆိုးတာကခင်မွန်းဖြစ်သူကသူ့ရဲ့ဂုဏ်သိက္ခာထိခိုက်မှာဆိုလို့ကွာရှင်းဖို့ပြောလာတာပါပဲသူမဟာမခံမရနိုင်ဖြစ်ပြီးအိမ်က gas မီဘိုကိုဖွင့်ကကိုအဆုံးစီရင်ဖို့လုပ်ပါတော့တယ်နောက်တနေ့မှာတော့ကလေးစားချေရေးအဖွဲ့ကအဖိုးကြီးဝန်ဟာသူဝမ်9သန်းအလိန်ခံလိုက်ရတယ်လို့ပြောလာပါတယ်သူပါဆယ်ကိုဖွင့်ကြည့်တော့အုတ်ခဲတခဲပဲပါလာတာဟာရန်ကျင်ခံရတာနဲ့တပုံစံတည်းပါပဲလိန်လေသူကကလေးစားချေရေးအဖွဲ့ကိုလာစိန်ခေါ်လိုက်တာကြောင့်ဂင်ဒိုဂီနဲ့ကိုအွန်တို့ဟာလိပ်စာအတိုင်းလိုက်ရှာကြပါတယ်အဲ့ဒီမှာလိန်လေသူကိုတွေ့မဲ့အစားမေလဲနေတဲ့ရန်ကျင်ကိုတွေ့လိုက်ရပါတယ်ဘေးနားမှာလည်းမီးသွေးတွေလောင်နေတာကိုတွေ့တော့ဂင်ဒိုဂီဟာမှန်ကိုခွဲပြီးသူမကိုကယ်ထုတ်လိုက်ပါတယ်သူတို့ဟာရန်ကျင်စီကနေအကြောင်းစုံကိုသိလိုက်ရပါတယ်လိန်လေသူတွေသုံးတဲ့အချက်လက်တွေကအတုတွေဖြစ်ပေမဲ့ဆေးရုံကဓာတ်ပုံကတော့အစ်စ်ဖြစ်နေပါတယ်ကိုအွန်ကအဲ့ဒီနာက CCTV တွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ကင်မရာကြီးနဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူနောက်ကိုလိုက်သွားတဲ့အခါမှာတော့စုံတော့ရုံးတစ်ခုကိုရောက်သွားပါတယ်ရုံးပိုင်ရှင်ကဂင်ဒိုဂီကိုအလုတ်လာအပ်တဲ့သူထင်ပြီးသူ့ရဲ့ဝန်ဆောင်မှုတွေကိုကြွားဝါပါတယ်ကိုရေးကိုတာကိစ္စတွေတခြားသူကိုပြောမထွက်တာတွေကျွန်တော်တို့ကတေချာစုံစမ်းပေးပါတယ်ဂင်ဒိုဂီကစကားအများကြီးမပြောဘဲရန်ကျင်ရဲ့ဓာတ်ပုံကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီခါမှာပိုင်ရှင်ကဂင်ဒိုဂီဟာရန်လာရှာရာမှန်းသိပြီးသူ့တပည့်တွေကိုခေါ်လိုက်ပါတယ်ကျွန်တော်ကပြဿနာမရှာချင်ပါဘူးခိုင်းတဲ့သူရဲ့အချက်လက်ကိုပဲပြောပြပါဂင်ဒိုဂီဟာခဏလေးအတွင်းမှာပဲအားလုံးကိုနှိမ်နှင်းလိုက်ပြီးခိုင်းတဲ့သူဟာအဖွဲ့ဝင်အဖိုးကြီးဝန်ဖြစ်နေတာကိုသိလိုက်ရပါတယ်ဒါဟာလိန်လေသူတွေကအဖိုးကြီးဝန်ရဲ့အချက်လက်ကိုသုံးပြီးခိုင်းထားတာပါဒါနဲ့သူတို့ကလိန်လေသူတွေကိုငါးပြတ်များဖို့စီစဉ်လိုက်ပါတယ်ဖျော်ဖြေပွဲလက်မှတ်တွေကိုဈေးကြီးပေးပြီးဝယ်မယ်လို့အဖိုးကြီးကျန်းကအင်တာနက်မှာတင်လိုက်ပါတယ်လိန်လေသူတယောက်ကအကွက်ထဲဝင်လာပါတယ်ဂင်ဒိုဂီကလက်မှတ်ကိုဓာတ်ပုံရိုက်ပြခိုင်းပြီးကိုအွန်ကအဲ့ဒီကတဆင့်လိန်လေသူရဲ့အစ်စ်အမှန်ကိုရှာတွေ့သွားပါတယ်လိန်လေသူတွေကတော့တက္ကသိုလ်ကျောင်းသား3ယောက်ဖြစ်နေပါတယ်ဂင်ဒိုဂီကသူတို့ကိုလူချင်းတွေ့ပြီးအယောင်းဝယ်လုပ်ဖို့ချိန်လိုက်ပါတယ်လိန်လေသူတွေကသူတို့ရွာတရွာမှာရောက်နေလို့မလာနိုင်ဘူးလို့လိန်ပြောပါတယ်ကြာတော့လဲအဲ့ဒီရွာမှာပဲရှိနေတာ3နာရီကြာရင်စုံကြမယ်လေတကယ်တော့ဂင်ဒိုဂီဟာသူတို့ရဲ့အိမ်အောင်မှာရောက်နေတာကြာပါပြီလိန်လေသူတွေဟာကြောက်ပြီးမလာရဲတာကြောင့်ကားတိုက်လို့မလာနိုင်တော့ဘူးလို့ထက်လိန်ပါတယ်ဂင်ဒိုဂီကသူတို့ရဲ့စပိန်တွေကိုခိုးထားလိုက်တာကြောင့်သူတို့ဟာတက္ကစီငှားစီးရပါတယ်အဲ့ဒီတက္ကစီဒရိုင်ဘာကတော့ဂင်ဒိုဂီဖြစ်နေပါတယ်ဒီလိုနဲ့ပဲဂင်ဒိုဂီကတောင်းကျမ်းနေတဲ့ online လိမ်လည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်သူတို့တွေကဥပဒေရဲ့အပြစ်ပေးမှုကိုခံရတော့မှာပါဒါကတော့ဒီကနေဇလန်းရဲ့အဆုံးသတ်ပါပဲနောက်ထပ်အသစ်တွေထပ်တင်ပေးသွားမှာမို့လာရောက်အားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ